မင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့ထုတ်ကုန်ရဲ့အထူးလက္ခဏာတွေကိုပြောပြသွားမှာပါကျွန်တော်တို့ရဲ့ထုတ်ကုန်ရဲ့ mechanism နဲ့ဘားတွေမှာသုံးဖေထားတဲ့တမနီကကျွန်တော်တို့အတွက်အလွန်အရေးကြီးပါရဲ့ရချက်ကိုအထူးသဖြင့်အလေးပေးဖော်ပြချင်ပါလိမ့်ကျွန်တော်တို့ရဲ့ထုတ်ကုန်ရဲ့ဘားရဲ့နဲ့ mechanic ကို4340 family ကိုချိန်ပြီးအသုံးပြုထားပါတယ်ဒီပစ္စည်းကိုတူရကီမှာမထုတ်လုပ်ပါဘူးဒါကလေးချုံတရားလေးစတမနီထက်10နှစ်ဆက်ကြတဲ့ပစ္စည်းတစ်ခုပါကျွန်တော်တို့ဒီပစ္စည်းကိုအသုံးပြုတဲ့အကြောင်းရင်းကတော့ပစ္စည်းပြိုမှာတွေ့မြင်ရတဲ့အရာတစ်ခုပါဒါဟာလည်းအသုံးပြုထားတဲ့အပိုကုသမှုတွေနဲ့ဆက်ဆက်နေပါတယ်တနည်းအားတစ်ခုပေါ်မှာပောက်ကွဲသွားတဲ့ထုတ်ကုန်တွေကိုတွေ့ရတဲ့အခါမှာ4340တမနီနဲ့ပတ်သက်ပြီးကျွန်တော်တို့အသုံးပြုမဲ့လုပ်ငန်းစဉ်တွေအဆုံးသတ်လုပ်ငန်းစဉ်တွေကိုဆုံးဖြတ်ခဲ့ပါတယ်ဒါမှမဟုတ်4340ချိန်ကြီးထားတဲ့တမနီကိုဆက်ဖြင့်ဖတ်တောင်းနေပါတယ်ဒီပစ္စည်းကိုတန်တိုင်း10မီလီမီတာကနေဆက်ဖြင့်ဖြတ်တောင်းနေပြီးတွန်းလုပ်မှုမဟုတ်ပါဘူးတွန်းလုပ်ထားတဲ့အစိတ်ပိုင်းဒီမှာလည်းတွန်းပေါက်ကရမှုတွေဖြစ်လာပါတယ်ဒါလည်းကျွန်တော်တို့မတင်တော့ပါဘူးဒီနည်းနဲ့ဆိုရင်ကျွန်တော်တို့ထုတ်ကုန်တစ်ခုတစ်ခုမှတော့ပြဿနာနဲ့ပြင်လာတာကိုမလို့ချင်ပါဘူး10မီလီမီတာတန်တိုင်းကနေဆက်ဖြင့်ဖြတ်တောက်ပြီးတဲ့နောက်ဘားရတဲ့ mechanism ကိုဆက်ဖြင့်လုံးတဲ့အခါမှာမျက်နှာခင်ပေါ်မှာအပူထွက်လာပါတယ်ဒီအပူကြောင့်ပဲပစ္စည်းရဲ့အလေခမ်းမှာချက်မှုနဲ့မျက်နှာပြင်မှာချက်မှုကြားမှာကွာခြားမှုတစ်ခုဖြစ်လာပါတယ်ဒီကွာခြားမှုကိုတပလိုင်းနဲ့ဖြစ်အောင်အလေခမ်းမှာချက်မှုနဲ့မျက်နှာပြင်မှာချက်မှုကိုဒူနီယုံလုပ်ဖို့အတွက်ကျွန်တော်တို့သုံးရတတ်တမနင်းကဒီနည်းနဲ့ဆိုရင်ဘာရတဲ့ mechanics ကိုအထူးလုံးဝစဉ်တစ်ခုခံစီပါတယ်ဒါကတော့အပူကုသမှုခံစီခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒီအပူကုသမှုမှာတော့မျက်နှာပြင်ကနေအလေအထိမိုင်ခရွန်3ညမှာ25အထိနဲ့ရှိုင်းစွာခြားထားပြီးဒီ4အတွန်းမှာ24နာရီကြာခြားထားပါတယ်ဒီပစ္စည်းကိုတစ်ခုချင်းစီချိတ်ပြီးဖို့ထဲပါတယ်ပစ္စည်းကတော့တနည်းနဲ့ဆိုရင်30 40 50ဒါမှမဟုတ်100ခုကိုတပင်နှစ်တန်းစီပြီးအပူကုသမှုခန္ဓာမဟုတ်ပါဘူးဘာလို့လဲဒီတော့အပူကုသမှုမျိုးမှာအပြင်ဘက်ကပစ္စည်းတွေကပုံမှန်သွားပြီးအတွင်းဘက်ကပစ္စည်းတွေကတော့မချက်မှုနည်းသွားပါတယ်ဥပမာဒီမှာ49ရောက်ဝဲဒီမှာ52ရောက်ဝဲအဲ့ဒီမှာဆိုရင်35ရောက်ဝဲဆိုပြီးမတူညီတဲ့မှတ်မှုတွေထစ်လာနိုင်ပါတယ်ဒီလိုပြဿနာတွေထစ်လာနိုင်ပါတယ်ဒါကြောင့်ပဲတစ်ခုချင်းစီချိတ်တတ်တော့ဟာပြောခဲ့သလိုဒီဖိုထဲမှာ24နာရီထားပါတယ်24နာရီကြာမှပစ္စည်းကိုဖိုထဲကထုတ်ပြပါတယ်နောက်ပြီးစီးချင်းမှချိုးပြီးဒီဇယ်မှ15စက္ကန့်လောက်ဆောင်ပြီးပြန်ထုတ်ပါတယ်ဒီလုပ်ငန်းစဉ်ပြီးသွားတဲ့အခါဖိုထဲကနေထွက်လာတဲ့မတူညီတဲ့ရောင်နဲ့ရှိတဲ့ပစ္စည်းကအနက်ရောင်အဖြစ်ပြောင်းသွားပါတယ်ဒါဆိုဘာရဲမှာပဲဖြစ်စေမက်ခနစ်မှာပဲဖြစ်စေစိတ်မတင်ထားပါဘူးအစွာတင်ထားတာလည်းမရှိပါဘူးဆရာကိုလည်းမတင်ထားပါဘူးလက်လက်ပင်နဲ့ဒီလိုချက်ကြည့်ပါမယ်အဲ့ဒါကြောင့်ငါလက်ဘဲကပဲပလုတ်တော့ငယ်ငါတော့ကြည့်တယ်အားတော့မရှိပါဘူးဘာကြောင့်လဲပစ္စည်းကိုကိရိယာနဲ့ဖြတ်ပြီးတဲ့နောက်မျက်နှာပြင်ကဖျော့သွားခဲ့တယ်ဒါပေမဲ့အပူကုတမှုနဲ့ပြန်လဲလှုပ်ဆောင်ပြလိုက်တော့မျက်နှာပြင်တည်ငြိမ်မှုကိုပြန်ရရှိပြီးပြန်လဲမှာကြောက်တဲ့မျက်နှာပြင်ကိုရရှိလာပါတယ်အခုဒီမက်ခနစ်ဘလောလုတ်တဲ့ဆိုတာကြီးပါဥပမာတစ်ခုပေးပါမယ်ဒီဘက်ကိုကြည့်ပါအရန်နေတဲ့မြို့အနည်းပြပါဝင်ပါတယ်ပစ္စည်းအများစုမှာဒီနေရာကစတင်တာလည်းရှိတယ်တခြားနေရာကစတင်တာလည်းရှိတယ်ဒီလိုရေးချက်စရာတွေရှိပါတယ်ဒီဇိုင်းပုံဆွဲတာတွေအကုန်လုံးကိုဒီအခြေအနေအတိုင်း CNC ကနေတိုက်ရိုက်ထုတ်လုပ်ပါတယ်ကျွန်တော်တို့ရဲ့ပစ္စည်းမှာ MIDI အပိုင်းမှာမဆို mechanic ဖြစ်စေ buyer ဖြစ်စေသို့မဟုတ်အခြား processing ပြတဲ့နေရာ MIDI နေရာမှာမဆိုအစိပ်ပိုင်းတွေကိုတက်ဆမှုအထိ MIDI file လုပ်ခြင်းတဲဖြင့်တုံးခြင်းမျိုးလုံးဝမရှိပါဘူးအနည်းပြောရရင်ကျွန်တော်တို့ရဲ့ပြီးသက်စက်ရုံမှာဖြစ်စေအပြင်မှာဖြစ်စေဒီထုတ်ကုန်တွေကိုဒီလိုလုပ်ငန်းစဉ်တွေလုံးဝမခံရပါဘူးဒီလိုပြောပါမယ်ပုံမှန်အဖြစ် CNC ကနေအစိပ်ပိုင်းတစ်ခုကတနာရီဝက်လောက်အတွန်းထွက်လာပြီမယ်ထွက်လာပြီးတော့အဲ့ဒီတနာရီဝက်လောက်ထားတဲ့အစိပ်ပိုင်းကိုအပြင်မှာ fine တုတ်တာတဲတုတ်တာနေလုပ်ဖို့မဖြစ်မနေလိုအပ်ပါတယ် fine တုတ်တာနဲ့တဲတုတ်တာတွေမဖြစ်မနေလာတော့ရဲ့ဒါပေမဲ့ကျွန်တော်တို့ရဲ့အပုံဆောင်ဝင်တွေကတော့ CNC ကနေမိနစ်40မှ45လောက်အတွင်းထွက်လာပြီးအပေါ်မှာမီတီအကျွန်းအကျန်းချွတ်ကျွန်းမြမမကြံတော့လုပ်ထားပါတယ်အတွင်းကိုကြည့်ရလဲလုံးဝတန့်ရှင်းပါတယ်အစိပ်ပိုင်းဒီမှာကိရိယာ300ရတော့မမြင်နိုင်ပါဘူးအားရဲ့ mechanism သို့မဟုတ်တနက်ရဲ့ media ပိုင်းမှာမို့ဆိုတော့ဆော့အဆင်ပြင်ဆင်မှုမျိုးမလုပ်ထားပါဘူးဘာရဲ့ကိုလည်းဒီလိုကြည့်နိုင်ပါတယ်အားရဲ့ကိုလည်းကျွန်တော်တို့စိတ်ယုံမှာပဲထုတ်လုပ်ပါတယ်ကျွန်တော်ကပြသနိုင်တာရှင်းရှင်းလင်းလင်းဖြစ်နေမလားမသိဘူးအဖြစ်ချိန်မှာလည်းဒီလိုအတိုင်းတိတိကျကျတက်ဆင်နိုင်ပါတယ်ဒါပေမဲ့ spring ကိုတုံးထားပါရဲ့ဒီနေရာတန်ထစ်တာလေပထမဆုံးတော့ဖညာပင်ကိုထောက်ဖို့ဒီအပိုင်းကိုဖယ်ရှားရမယ်ဒုတိယအနေနဲ့တော့ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ less ကိုဖယ်ရှားရပါမယ်ဒီလိုစိတ်မြင်ရလားမြင်နိုင်တယ်လို့ထင်ပါရဲ့
တတိယအနေနဲ့ဒီမှာရှိတဲ့ပင်းကိုဖယ်ရှားရမယ်ဒါမှ fire ပင်းကိုထုံနိုင်မယ်ဒါက retro site တက်နိုင်တဲ့ model ပါဒါအပြင် cooler နဲ့ suppressor ကမြင်သာတဲ့ပုံစံနဲ့ရှိပါတယ် fire ပင်းတက်ထားတဲ့အချိန်မှာဒီလိုကိုလို့လိုက်ရင် fire ပင်းအညွန့်ကနေရာကဒီမှာရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ fire ပင်းကကော်ပြီးနေပြီဒါအခန်းထဲမှာလက်ရှိတနက်ကြောက်ရှိရဆိုတော့ဆိုလိုတာပါနောက်ထပ်တစ်ချိန်ပြောရရင်ဒီမှာတနက်ကြောက်ရှိရင်တင်တိတလို့ထွက်လာပါတယ် extractor ဖိအားပေးတာဒီ extractor ရဲ့အပေါ်ပိုင်းကိုအနီရောင်စင်းနဲ့ဆူထားပါတယ်ဒါလည်းအခန်းထဲမှာတနက်ကြောက်ရှိတယ်ဆိုတာကိုပြသပေးတာပါဒါမှမဟုတ်အညွှန်းပြပေးတာပါ frame ကြောင့်ပြောရရင်တကယ်တော့ဒီ polymer frame ကိုသုံးနေကြမှာရောက်လာခဲ့တာပါဒါလည်းပုံမှန် company အများစုသုံးတဲ့ပစ္စည်းထက်ခန့်မှန်းချင်နေတဲ့6ဆနီးပါးပိုကြီးတဲ့ကုန်ကြမ်းကုတ်ထိပ်ပြီးဒီပစ္စည်းကိုရရှိဖို့3နှစ်ကြာခဲ့ပါတယ်ကျွန်တော်တို့ဘာလို့ရှင်ခဲ့တာလဲဒီပစ္စည်းရဲ့လက္ခဏာတွေဘလို့ဖြစ်စီခြင်းခဲ့တာလဲဒါမှမဟုတ်ကျွန်တော်တို့မှာတတ်မှတ်ချက်အချို့ရှိခဲ့ပါတယ်ပထမဆုံးတတ်မှတ်ချက်ကတော့ယေရှုမှုကိုစုယူမတင်ဘူးဒုတိယအနေနဲ့ယေရှုမှုကိုပြတ်လို့မတင်ဘူးတတိယအနေနဲ့တိုက်ခိုက်မှုခံရရမယ်လေးတိယအနေနဲ့အပူခံရရမယ်ဒီပစ္စည်းတွေမှာဒီလက္ခဏာ၄ခုကိုရှာပြနိုင်ခဲ့ပါတယ်တနည်းနဲ့ပြောရရင်ဒီကုန်ကြမ်းထဲမှာဒီအင်္ဂါရဲ့၄ခုပါဝင်ပါတယ်ထပ်ပြီးပြောရင်4340တမနီကိုသူ့ရဲ့ကီမှာရှာမတွေ့နိုင်ပါဘူးဒါလည်းနိုင်ငံခြားမျိုးပဲလာတာပါအရင်ကပြောခဲ့သလိုဒီပစ္စည်းလည်းတူရကီမှာလွယ်လွယ်နဲ့မရနိုင်ပါဘူးအနည်းအနားဆိုင်ကနေတောင်းဝယ်လို့ရတဲ့ပစ္စည်းမျိုးမဟုတ်ပါဘူးဒါလည်းအထူးပစ္စည်းတစ်ခုခါထပ်ပြီးပြောရင်တောင်းလည်းနိုင်ငံခန်းနဲ့တင်သွင်းရပါတယ်ဒါလည်းအရင်ပြောခဲ့တဲ့ရေဆိုမှုမစုပ်သလိုမလွတ်သလိုဆိုတဲ့အကြောင်းကပါတမနီပါဝင်တဲ့ပစ္စည်းတွေကအပူလောင်တဲ့ယာဒီမှာတိုးပြီးအေးတဲ့ယာဒီမှာကျစ်သွားတတ်တာကိုသိကြမှာပါအဆောင်တိုးတက်ပြီးကျစ်သွားကြပါလေမက်ဒီဗယ်တိုင်းရှက်စစ်လိုင်းတွေနွေယာဒီမှာချိုးချသွားပြီးဆောင်းယာဒီမှာတင်းသွားတတ်ပါပဲအမနီပါဝင်တဲ့ကုန်ကြမ်းများစုကထပ်ပြောရရင်ရေဆိုမှုအဆုပ်ပြီးပြန်လွတ်တတ်ပါတယ်ရေဆိုမှုမဆုပ်တဲ့မလွတ်တဲ့လို့ပြောခဲ့ပါတယ်အဲ့လိုလေအပူပိုင်းဒေတာဆိုလိုတာနှွေးထွေးတဲ့ယာဒီဥတုကိုပို့လိုက်တယ်ကျွန်တော်တို့ရဲ့ပစ္စည်းကတိုးလာပါလိမ့်မယ်အဲ့ဒီယာဒီဥတုကိုပို့လိုက်တဲ့အခါကျွန်တော်တို့ရဲ့ပစ္စည်းကကျစ်သွားပြီးဒီမှာအလုပ်လုပ်တဲ့အလုပ်အပေါက်နဲ့တီချမှုနဲ့အရန်သေးလို့ဘလက်နဲ့မျိုးမဆိုတားမြစ်သွားတာတောက်ရှောင်မသွားတာမလွဲမသွေဖြစ်လာနိုင်တယ်စက်ကိုလည်းပတ်တဲ့အခါမှာပလတ်စတစ်ပေါင်ကိုတိုက်သွားတတ်တယ်ဒါမှမဟုတ်လည်းနဲ့အများစုမှလည်းဖြစ်တတ်တယ်ဒီအပိုင်းကအောက်ကိုချိုးချနေတာကိုမြင်ရပါတယ်တခြားနည်းနဲ့ပြောရရင်ဒီလိုရံမျိုးကိုကျွန်တော်တို့ရဲ့လက်နက်မှာမလို့စင်ကြောင်းထင်ရှားပါတယ်ဒီပစ္စည်းမှာပါထူးခြားချက်ရှိလဲဆိုတော့မဒီပေမဲ့ဒီခနိုင်မှုရောဆိုရင်ပစ္စည်းတစ်ခုဒီလိုကွဲသွားရင်ကျွန်တော်တော့အဲ့ဒါကတင့်တော်တဲ့ပစ္စည်းမဟုတ်ဘူးလို့ဆိုလိုပါတယ်ပုံမှန်ပစ္စည်းတွေအတွက်ပုံသွင်းခြင်းအပူချိန်ကဒီဂရီ180မှ220ကြားမှာရှိပေမဲ့ဒီပစ္စည်းအတွက်တော့280မှ320ဒီဂရီကြားမှာပဲပုံသွင်းရပါတယ်အဲဆိုရင်ဘာလို့ဆိုလိုရလဲအဲ့ဒါကအပူမြင့်ကိုတွန်းပြန်နေတဲ့ပစ္စည်းတစ်ခုဆိုတာကိုဆိုလိုပါတယ်ဒါဆိုအပူမြင့်ကိုတွန်းပြန်နိုင်စွမ်းဘာကြောင့်လိုချင်တာလဲဒါမှမဟုတ်ဘာကြောင့်ကျွန်တော်တို့လိုချင်တာလဲလက်နက်ကိုအမြန်ပေးတဲ့အခါဘလောက်ပူပြတော့လဲအပေါ်ပိုင်းကပလတ်စတစ်ပစ္စည်းနဲ့ပြုလုပ်ထားတာမို့မပြော့တင်ဘူးပစ္စည်းကလည်းပြော့သွားတင်ဘူးဘာလို့လဲဆိုတော့တင်တီးတဲ့အတိုင်းတစ်ခါချင်းပြတိုင်းမက်ခနစ်ကဒီအပိုင်းကိုတိုက်ခတ်နေတာပါဒါကိုတိုက်ခတ်တဲ့အခါဘာဖြစ်လာလဲအပူမြင့်မှာတော့ပင်းဒီလေးပူလာပါလိမ့်မယ်ပူလာတဲ့အခါဒီနေရာကဖြည်းဖြည်းချင်းပြေတော့လာမှာပါကလစ်ဆိုပြီးတခြားနည်းနဲ့ပြောရရင်ဒီအပေါက်ကကျဲလာမှာပါအရှေ့နဲ့အနောက်ကိုရွေ့နေတဲ့အချိန်မှာပူလာရင်ဒီ frame မှာအဲ့ဒီပြဿနာတွေဘာမှမမြင်ရဘူးဒါကြောင့်ဒါကခိုင်ခံပြီးတကယ်ကိုအရေးသွေးမြစ်တဲ့ PC ပါအဘိဓကမှုကိုတုံးပြန်တဲ့ဆန်းချောင်းဖော်တဲ့အခါမှာလဲဒီလိုတိုက်ချီတာပါအဆုံးတရားမှမပြော့နိုင်ဘူးကျွန်တော်တို့မှာဗီဒီယိုတစ်ခုထပ်စီရဒါကကျွန်တော်တို့က crack လို့ခေါ်တဲ့ PC တစ်မျိုးပါကြည့်ကြမှာပဲဖြီးပြီးတိုက်ရင်ဒါမှမဟုတ် crack ဆက်လို့လေပြောလို့ရတယ်ဒါနဲ့သူဒီအတင်း frame မပါပဲအနုညက်ဆိုနေတာမှတော့ဒီလိုအရာတွေဘာမှမရှိဘူးဒီမှာတိုက်ကြည့်ပြီးချိုးဖို့ကြိုးစားတယ်ချိုးလို့မရဘူးတခြားနည်းနဲ့ပြောရရင်ကျွန်တော်တို့ပဲပင်ပန်းသွားတာဒါပေမဲ့ PC ကတော့မပင်ပန်းဘူးဒါကြောင့်ဒီ PC ကကျွန်တော်တို့အတွက်မဖြစ်မနေလို့တာပါထပ်ပြီးပြောရရင်ဒီ PC ကိုကျွန်တော်တို့ရဲ့စက်ရုံမှာကိုယ်တိုင် injection model လုပ်တယ် PC ကိုမိုးထုတ်ပြီးတဲ့နောက်မှာတော့ဘလို့ apparatus တုံးဟုတ်ပုံသွင်းဆက်နဲ့မြမတက်ဆင်ထားဘူးအသေးပဲကတော့ PC မျိုးစားအများစုမှာဒီလိုပဲဖြစ်တယ်မိုးရင်းပြင်းနာမှာသူတို့ကင်ထိုင်ဒီအပိုင်းအောက်ကိုမကြသွားအောင်ခလမ်တခုတက်ထားတယ်ဒီအပိုင်းကို vice မှာဒီလိုတင်တက်ထားလို့မလွတ်ရှာနိုင်အောင်ဖြစ်နေတယ်ဒီအပိုင်းကကျင်းသွားတာပုံပြတ်သွားတာမျိုးမဖြစ်အောင် magazine slot မှာ apparatus တခုတက်ထားတယ်တနည်းနဲ့ပုံသားမပြောင်းအောင်လက်ချိတယ်
ဒါပေမဲ့ဒီ PC ကကျွန်တော်တို့ရဲ့ injection molding စက်ထက်ကထွက်လာတာပါပြီးရင်တိုက်ရိုက်ပဲ assembly ကိုပို့တဲ့အစိပ်ပိုင်းပါဘလို့ပုံတွဲ apparatus နဲ့မြမတက်ဆင်ထားဘူးနောက်ဘက်ပတ်ကိုလည်းပြောင်းလဲနိုင်တယ်ကျွန်တော်တို့မှာ small medium large ဆိုတဲ့ပတ်3မျိုးရှိတယ်ပို့လက်အတိုင်းချိန်ညှိနိုင်တယ် magazine case ကိုဘယ်ဘက်ညာဘက်ပြောင်းလဲတက်ဆင်တာဟဲ့ဒီဘက်ကဖြုတ်ပြီးကခြားဘက်မှာလည်းတက်နိုင်တယ်ဘလက်သုံးသူတွေပါသုံးပြနိုင်အောင် option နဲ့ feature ပါစီတယ်ကျွန်တော်တို့တနက်မှာသုံးတဲ့ magazine က C80 ဖာပြီးပါတနည်းနည်းနဲ့ C75P တနက်အသက်တင်တော်တဲ့ magazine ဖြစ်ပြီးအီတလီနိုင်ငံက Mecca ဆိုတဲ့ထုတ်လုပ်သူကထုတ်လုပ်ထားတာပါထို့ပြင် ACD လို့ခေါ်တဲ့အီတလီ company တစ်ခုလည်းရှိပါတယ်ဒါကြောင့်မာယူနိုင်မှုထုတ်လုပ်မှုအခြေအနေပို့ဆောင်ခြင်းတွေကိုမူတည်ပြီးတခါလေ ACT ကနေရတယ်တခါလေ Mecca ကနေရတယ်ဒီအီတလီ company နှစ်ခုလုံးကနေရလာတာတွေကိုကျွန်တော်တို့လည်းထုတ်ကုန်တဲ့ထည့်တွေ့တယ်တချို့ကဘာလို့အီတလီလဲလို့မေးနေပါတယ်ကျွန်တော်တို့ကမြန်မာတော့ဒါက magazine အကြောင်းပါတနက်ရှိရင် magazine ရှိရ magazine မရှိရင်တနက်လည်းမရှိဘူးတခြားနည်းနဲ့ပြောရရင် magazine ကကန်းကောင်းလေတနက်ရဲ့ရည်တွေကိုကန်းပုံမထောက်ပံ့ပေးနိုင်တယ်ဘယ်လိုပြောရမလဲဆိုတာကျွန်တော်တို့တနက်ကိုအရန်ကောင်းအောင်လုပ်ထားပြီးမြဲ magazine ကကျွန်တော်တို့လိုချင်တဲ့အရည်သွေးအရွယ်အစပုံတန်ပုံစံတနက်လုံးတွေကိုထည့်နိုင်မှုထုတ်ပေးနိုင်မှုစတာတွေမှန်မဲ့ဆိုရင်တနက်ကအလုပ်မလုပ်နိုင်တော့ဘူးအဲ့လိုဖြစ်တယ်ကမလို့ကျွန်တော်တို့ဘာလို့တလဲဆိုတာလား mechanism နဲ့ Parama 4340 တမနီကိုတုံးနေရင် polymer မှာပါအကောင်းဆုံးပစ္စည်းကိုတုံးဖို့ကြိုးစားပါတယ်ဒီတစ်ခေါက်မှာလည်းအကောင်းဆုံး magazine ကိုတုံးဖို့ကြိုးစားခဲ့ပါတယ်တခုလုံးအနေနဲ့ပြောရရင်ဒါကကျွန်တော်တို့ရဲ့ safety model ပါကျွန်တော်တို့ရဲ့ safety ပါဒါမှ trigger safety ပါဝေပါတယ်ဒီမှာနဲ့ရင် trigger ကဖြည့်တော့မယ်ဒါပေမဲ့ beaver ကဒီလိုနဲ့ရင်တော့မဖြည့်ဘူးကျွန်တော်တို့ရဲ့ trigger ကမဖြည့်ဘူးဒါကျွန်တော်တို့ခါကနေတနက်ကိုအမြန်ဆွဲထုတ်တဲ့အခါတဲ့ဒီ trigger safety ကို design လုပ်ထားတာပါဒါကမတော်တဆပြစ်ခတ်မှုမဖြစ်အောင် trigger safety ကိုပြုလုပ်ထားတာပါဒါကြောင့်ကိုမပြစ်သွားစေဖို့ဒါမှမဟုတ်မလို့ချင်တဲ့နေရာမှာ trigger မဖြစ်သွားစေဖို့ပါပြီးဖို့ဖြစ်လာရင်တော့ဒီနေရာမှာတိတိကျကျရမ်းလာမှာပါ trigger ကိုနှိပ်တဲ့အခါနှိပ်လိုက်တာနဲ့တင် trigger ဖြီးပါပါသည်ဒါအပြင်ဖေဘက်ကနှိပ်တာချီစေအမြန်ဆွဲတာချီစေ trigger ကမဖြည့်ဘူးကျွန်တော်တို့တတိထားကြည့်ရမယ့်အရာတစ်ခုသို့မဟုတ်တင်လဲတတိထားကြည့်ချင်တာတစ်ခုကတော့ဒီလှရှာမှုမှာ slide ကိုလုံးဝလွတ်လိုက်တော့ဒီနေရာမှာတစ်ခုပဲ lock ဖြစ်နေရမယ်ဆိုတာပါရန်တတိထားကြည့်နေလို့ကျွန်တော်ဒီလိုလောက်ပြနေပါလေဒီမှာအတဲ့နဲ့သို့မဟုတ်အရေးအတဲ့အနာစာတွေမြင်လားမရှိပါဘူးဒါဆိုရင်ဥပမာဒီ opera မှာအနည်းငယ်ထူထပ်မှုရှိပါတယ်ဒီနေရာမှာထားတဲ့အကြောင်းရင်းကတော့ပစ်ခတ်တဲ့အခါမှာ၃ချက်ကိုပုံမတိကျစွာပိုတင်းခဲ့တဲ့နေရာတွေမှာစူးစီးနိုင်မှုပါပြမပြခတဲ့ခါမှာ red dot ထည့်နိုင်ပါတယ်ရေစာလဲထည့်နိုင်ပါတယ်ဒီဆက်ကွာဝေးကျွန်တော်ပြန်ပြီးကောက်လုပ်လိုက်ခြင်းပါလေတတိထားမြင်ဒါကအထူးတင်တော်တဲ့ reset အကွာဝေးပါအရန်ရှည်လည်းမဟုတ်ဘူးအရန်တော်လည်းမဟုတ်ဘူးအရန်တော်ဆိုရင်တကယ်အန္တရာယ်ရှိနိုင်လို့ပါအခုလိုရှိတင်တယ်လို့ပဲဒါမှမဟုတ်မှန်ကန်ပါတယ်လို့ပြောရမယ်တကယ်လို့မိသည့်နေရာမှာမဆိုကျွန်တော်တို့ရဲ့တနတ်ကိုတွေ့ရင်ဒီအရာကစကားနဲ့ရှင်းပြလို့မရပါဘူးကိုယ်တိုင်ခံစားရမှသာသိနိုင်ပါတယ် trigger ကိုအနည်းငယ်ဆွဲပြီးနောက်မှာ trigger ကိုတဖြည်းဖြည်းနဲ့ထိပါ trigger နဲ့ firing pin ကြားတာမျက်နှာပြင်နဲ့နူးညံ့ဆုံးကိုကိုယ်တိုင်ဒါခံစားနိုင်ပါတယ် click ဆိုတဲ့အတန်းနဲ့မကြတော့ဘူးအရန်တန်ရှင်းတဲ့မျက်နှာပြင်တစ်ခုရှိပါတယ် firing pin လွတ်မဲ့ခြင်းကိုတိတိကျကျသိနိုင်ပါတယ်မဟုတ်ရင်တော့ကြာသားပြီလားကြာတော့မလားစပိတန်တရားဖြစ်နေရမှာပါဘလို့ပြောရမလဲဆိုလာပါဒီလိုမျိုးတစ်ခုနဲ့ပဲတခြားစကားပြောရရင်ဒီခံစားချက်ကို trigger ပေါ်မှာခံစားရမှာပါကျွန်တော်တို့ရဲ့တနက်ကိုတွေ့ရင်ဒီဟာကိုစမ်းကြည့်ကိုတောင်းဆိုပါမယ်ဒါပြင်ကျွန်တော်တို့မှာ friends ခုမျိုးရှိလာတယ်တကယ်တော့အယောင်လေးမျိုးရှိပါရဲ့အနက်မီညိုမီခိုနဲ့အစိမ့်ပါဒီမှာရှိတဲ့ຢာတွေထဲမှာတခုမှစရာကုန်းနဲ့အနွားတင်ထားတာသို့မဟုတ်ဆေးထုတ်ထားတာမဟုတ်ပါဘူးဒီဘက်ကနေလည်းနီးနီးကကတ်ကြည့်မယ်ဆိုရင်အရေးတွင်းမပြည့်ပြင်ထားတဲ့ပစ္စည်းကိုဖြတ်လိုက်တဲ့အခါအတွင်းမှာပါတထက်တဲ့အယောင်တောက်တဲ့ထွက်လာတာကိုမြင်ရမှာပါဒါကြောင့်ငတ်မှရှိတဲ့မိခိုးရောင်အနာကိုဒါနဲ့ဒီလိုချစ်ကြည့်မယ်အောက်ကနေမိခိုးအောင်ပဲထပ်ထွက်လာတော့ပဲဒါကတော့ကျွန်တော်တို့ကမူရင်းပစ္စည်းကိုတိုက်ရိုက်တုံတာပါတခြားစကားပြောရရင်ကျွန်တော်တို့မှာဆေးရောင်ရွတ်ဆက်မှုတွေရှိပါတယ်အယောင်ပေါင်ဖူးစီးတဲ့ကိုရောဆက်ထဲပါဟဲ့အလွာတင်တာမျိုးဘာမျိုးမှမလုပ်ပါဘူးကျွန်တော်ကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်ပြန်တွေ့မယ်လို့မျှော်လင့်ပါတယ်အလုံးမှာနေ့ချင်းနေ့ကောင်းကောင်းဖြတ်တန်းပါစေ